မင်္ဂလာပါရှင်ဒီချက်ပြ channel ကနေပြီးတော့မှပြန်လဲကြိုဆိုလိုက်ပါတယ်အခုပြောပြပေးမယ့်ຢာတွေကကြတော့ပေါ့နော်လာမဲ့9ရက်နေ့စနေနေ့ကြာလို့ရှိရင်6စနေဖြစ်တယ်နော်6စနေပေါ့6စနေအကြောင်းလေးကိုမျှဝေပေးချင်ပါတယ်ပြီးသွားတဲ့နှစ်တွေကလည်းမျှဝေပေးထားတာရှိပါတယ်เนาะဒါ2024တို့ကလည်းတစ်ခါကြုံမှုပါတယ်2024မှာလည်း6စနေတစ်ခါကြုံမှုတယ်ဒါပေမဲ့ဒီတစ်နှစ်6စနေကကြတော့အမတန်ကိုထူးခြားတဲ့နေ့ဖြစ်လို့ပြောလို့ရတယ်เนาะမေလလည်းဖြစ်တယ်เนาะမေလ9ရက်နေ့လည်းဖြစ်တယ်နောက်တစ်ခုကကြတော့ကစုံလဆုပ်9ရက်လည်းဖြစ်တယ်ပြီးရင်စနေနေ့လည်းသွားကြတယ်အဲ့ဒီနေ့တွေကိုဆိုလို့ရှိရင်ဒီဆရာသမားတော်တော်များများကပေါ့နော်စောက်ကြုံနေတဲ့နေ့လို့လည်းပြောလို့ရတယ်เนาะဒီနေ့တွေဆိုလို့ရှိရင်ကိုလုံးမဲ့အရာတွေကအရန်ကိုထူးခြားတဲ့ပို့ပြီးတော့မှတိအောင်တယ်လို့လည်းပြောလို့ရတာပေါ့နော်အဲဒါကြောင့်မလို့ဒီ6စနေမှာပြုလို့ရမယ့်အရာလေးတွေကိုမျှဝေပေးချင်ပါတယ်6စနေမှာပြုလို့ရမယ့်အရာလေးတွေကိုဒီကနေ့မှာမျှဝေပေးသွားမှာဖြစ်ပါတယ်ကြိုတင်ပြီးတော့မှပြင်ဆင်ထားလို့လည်းရတာပေါ့နော်ဆိုတော့ဒီ6စနေမှာပြုလို့ရမယ့်အရာကကြတော့မိမိတို့နေအေဖျားမှာပဲပြုလို့ရမယ့်အရာလေးဖြစ်တယ်မိမိတို့နေအေဖျားမှာမနေ့ပိုင်းပေါ့နော်9နာရီဒါမှမဟုတ်လို့ရှိရင်9နာရီ2မိနစ်တို့နော်9နှစ်ဝန်းကျင်တဲ့ကဏ္ဍလေးတွေကိုရွေးမယ်နော်9နာရီ2မိနစ်ဆိုရင်6ဖြစ်တယ်ပြီးရင်9နာရီတိဆိုလဲ6ဖြစ်တယ်ဒါမှမဟုတ်လို့ရှိရင်တော့9နာရီ29မိနစ်ဆိုလို့ရှိရင်လဲ6ဖြစ်တယ်ပေါ့နော်အဲ့ကိုကြာရောက်တဲ့အခြေလေးတွေကိုရွေးပြီးတော့မှကိုစင်ပီတဲ့အခြေလေးတွေကိုရွေးပြီးတော့မှကိုရဲ့နေအေဖျားမှာတောက်တော်ရေကိုခွက်ပန်းကိုပွေစီမီကိုတိုင်အမွှေးတိုင်ကိုတိုင်ကိုကတ်လို့ပူဇော်ပေးပါတကယ်လို့အစင်ပြေတဲ့သူတွေလုံနိုင်တဲ့သူတွေဆိုလို့ရှိရင်တော့တစ်တီကိုမျိုးတို့เนาะဆွန်ကိုပွဲတို့เนาะအဲ့လိုမျိုးတွေကိုကတ်လို့ပူဇော်ပေးပါဒီထက်ကောင်းတဲ့အရာတွေတခုကိုလည်းထပ်ပြီးတော့မှမျှဝေပေးသွားမှာဖြစ်ပါတယ်ကို့မှာငွေကြေးနဲ့ပတ်သက်ပြီးအခက်အခဲကြက်တဲတွေဖြစ်နေတယ်စီးပွားရေးတွေအဆင်မပြေဘူးလူမှုဆက်ဆံရေးတွေအဆင်မပြေဖြစ်နေတဲ့သူတွေဆိုလို့ရှိရင်တော့ထမင်းကိုဖို့ပို့လိုက်ပေါ့နော်ပကံတစ်ချက်တည်းမှာထမင်းလေးကိုဖို့ပုံမယ်ပြီးသွားပြီဆိုလို့ရှိရင်တော့လက်ဖက်ကိုဖို့ပေါ့နော်လက်ဖက်လေးကိုဖို့ပုံမယ်ပြီးရင်အပေါ်မှာတရက်တီအမက်ပေါ့နော်တရက်တီအမက်ကိုကိုစိတ်ပေါ့နော်ထည့်ပြီးတော့မှစွန်းကတ်လူပူစောပေးပါဒါဆိုလို့ရှိရင်မိမိတို့မှာဖြစ်ပေါ်နေတဲ့ခက်ခဲတွေငွေကြေးနဲ့ပတ်သက်သောခက်ခဲလူမှုဆက်ဆံရေးနဲ့ပတ်သက်သောခက်ခဲစီးပွားရေးနဲ့ပတ်သက်သောခက်ခဲများကြေအေးသွားပါလိမ့်မယ်เนาะဒါဆိုလို့ရှိရင်ဒီ6စနေမှာနောက်တစ်ခုကကြတော့ကိုတော်ကိုပါကိုမဖြစ်မနေရုပ်ဖတ်ပူဇော်ပေးပါကိုတော်ကိုပါကို6ခေါက်တော်လည်းကောင်းပတိ6ဘတ်တော်လည်းကောင်းစိတ်ပေးဖို့တော့မမေ့ပါနဲ့เนาะဆိုတော့အဲ့ဒီ6စနေမှာပြုလို့ရမယ့်အရာလေးတွေဒီ6နဲ့ပတ်သက်သောအရာလေးတွေကိုပဲပြုလုပ်သွားမယ်ဆိုလို့ရှိရင်ကိုတီအရာမှာဆင်ပြေသွားပါလိမ့်မယ်เนาะမဖြစ်မနေပြုလို့ရမှာကကြတော့ကိုတော်ကိုပါကိုမဖြစ်မနေရုပ်ဖတ်ပေးပါနောက်တစ်ခုကကြတော့ကိုယ့်ရဲ့နေအေဖျားမှာလောဘမလုံနိုင်ဘူးဆိုရင်တောင်မှတောက်တော်ရည်ချမ်းကိုခွက်ကိုကတ်လူပူဇော်ပြီးတော့မှပတိကိုပါတော်လည်းကောင်းဒါမှမဟုတ်ကိုတော်ကိုပါတော်လည်းကောင်းရွတ်ဖတ်ပူဇော်ပေးရင်ရပါပြီဒါဆိုလို့ရှိရင်တစ်နှစ်တာလုံးမှာကိုဘွားမှာကိုနေဝင်းကြည်ပြီးတော့မှအရာဆင်ပြေသွားပါလိမ့်မယ်လို့ပြောချင်ပါတယ်ဒီချေဖြူ channel ကနေပြီးတော့မှကြိုးဆိုရင်းနဲ့စေတနာမေတ္တာထားပြီးတော့မှဒီနေ့ရဲ့အနည်းလေးကိုမျှဝေပေးခြင်းဖြစ်ပါတယ်အားလုံးဆင်ပြေကြပါစေစီးပွားလက်လာပါများတိုးတက်ပြီးတော့မှပြည်ဆိုကြွယ်ဝတဲ့ဘဝတွေကိုပိုင်ဆိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဒီနေ့ရဲ့ဗီဒီယိုဖိုင်လေးကိုဒီမှာပဲဆိုသက်ပါတယ်နောက်တဲ့ဗီဒီယိုဖိုင်တွေမှာပြန်ဆိုကြပါမယ်လို့ပြောကြရင်းနဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်